ပကံခေတ်တွင်ကျန်းစစ်သားသည်မင်းဖျားအနော်ယထာမင်းကြီးအထင်ကြီးဆုံးစစ်သူကြီးတဦးဖြစ်ခဲ့သည်သူသည်ငယ်ရွယ်စဉ်မှစစ်ပညာမြင့်စီဓာသုံးတွင်ထူးချွန်ခဲ့သည်ပကံတက်မတော်သည်မွန်ပြည်ဘက်သို့ခြိတက်ရာတွင်ကျန်းစစ်သားသည်ရှေ့ရန်တက်မှဦးဆောင်ခဲ့သည်ဟုသမိုင်းမှတ်တမ်းများတွင်ဖော်ပြထားသည်အထူးသဖြင့်တထုံမြို့ကိုဝန်းရံတိုက်ခိုက်ရာတွင်သူ၏ဗျူဟာနှင့်တတိကြောင့်တက်မတော်အောင်မြင်ခဲ့သည်ဟုဆိုကြသည်ရှမ်းနယ်ကရင်နယ်စပ်ဘက်စစ်တိုက်မှုများတွင်လည်းကျန်းစစ်သားသည်တပ်သားများ၏ယုံကြည်အားထားမှုရရှိခဲ့သည်ကျန်းစစ်သားဦးဆောင်လျင်စစ်မရှုံးဟုပြောဆိုကြသည်စစ်ကွင်းတွင်အောင်မြင်တော်လဲနန်းတွင်တွင်မနာလိုမှုများပေါ်ပေါက်လာခဲ့သည်ထို့ကြောင့်အချိန်ကာလတစ်ခုတွင်နန်းတော်မှခွာနေရခဲ့သည်ဟုသမိုင်းပုံပြင်များတွင်တွေ့ရသည်နန်းတက်ပြီးနောက်ပိုင်းတွင်ကျန်းစစ်သားသည်မင်းအဖြစ်နန်းတက်ကာပကံကိုယဉ်ကျေးမှုဘာသာရေးနှင့်အင်အားတည်မြဲသည့်နိုင်ငံအဖြစ်တည်ဆောက်ခဲ့သည်သူ၏အုပ်ချုပ်ရေးကာလတွင်အာဏာတိုးချဲ့မှုထက်တည်ငြိမ်ရေးကိုဦးစားပေးခဲ့သည်ဟုသမိုင်းတွင်မှတ်တမ်းတင်ထားသည်